အားလုံးပဲမင်္ဂလာပါ Study in J Fiction မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့စားရှာမင်းတောင်ဝတ္ထုတိုလေးရဲ့အဆက်ကိုဆက်လက်လေ့လာကြည့်ရအောင်အခုဗီဒီယိုမှာတင်ဆက်ပေးမှာကတော့အပိုင်း2ဖြစ်ပါတယ်ဒီလိုနဲ့ခါတာကီတီတယောက်ကျောင်းသားအိမ်နဲ့ချိန်ထားတဲ့နေ့မှာညနေ4 နာရီခွဲလောက်ကတည်းကရှင်းယူရိကအိုကာဘူတာကိုရောက်သွားခဲ့ပါတယ်နိုင်ရွက်လောက်စောနေတာမို့လို့မြို့ထဲကိုဟိုဟိုတီတီရှောက်ပတ်ကြည့်ပြီးတော့ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာနေခဲ့ပါတယ်။စာရေးသူကမြို့ထဲမှာဥတီယာမရှိပဲဟိုဟိုတီတီရှောက်သွားသည်ဆိုတာကိုမာချီယိုဘူရာတ်ကုလို့သုံးသွားပါတယ်။ရှင်းယူရိကအိုကာမြို့ဆိုတဲ့နေရာကခါနာဂါဝါခင်ရဲ့မြောက်ပိုင်းမှာတည်ရှိပြီးတော့အိုဒါကျူလိုင်းအမြန်ရထားရပ်ပြီးတော့ရှင်ဂျူကုနဲ့ရှီဘူယာကိုနိုင်ဝက်ဝန်းကျင်နဲ့သွားလို့ရတဲ့အတွက်တိုကျိုမြို့ကြီးမှာအလုပ်ထွက်လုပ်တဲ့သူအများစုနေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာအသုံးလေးတစ်ခုကိုမှတ်ကြမယ်။စာရေးသူကရှင်းယူရိကအိုကာမြို့ကိုတိုကျိုမြို့ထဲမှာအလုပ်သွားလုပ်ကြတဲ့သူတွေရဲ့ဘက်တိုတောင်းလို့သုံးသွားပါတယ်။ဘက်တိုတောင်းဆိုတာကရုံးတွေစက်ရုံတွေစုစည်းနေပြီးတော့စီကားနေတဲ့မြို့ကိုဆိုလိုချင်တာမဟုတ်ဘဲနဲ့အဲ့လိုစီကားတဲ့မြို့ကြီးပြကြီးတွေမှာအလုပ်သွားလုပ်ကြတဲ့သူတွေနေကြတဲ့မြို့ပါတဏီကုံအခြားမြို့မှာအလုပ်သွားလုပ်ကြပြီးတော့ညအိတ်ခန်ဒီမှပြန်လာအိတ်ကြတဲ့မြို့ဖြစ်တာမို့လို့အိတ်ရာရှိတဲ့မြို့ဘက်တောင်းလို့ဆိုလိုခြင်းဖြစ်ပါတယ်သွားရင်လာရင်တနေရာမှာအပြင်သွားစဉ်အိမ်ဖောက်ခံရမှုများမကြာခဏဖြစ်ပွားနေသည်တတိဆိုတဲ့ပိုစတာတစ်ခုကိုမြင်လိုက်မိတယ်။ပတ်ဝန်းကျင်လေးကအတော်အေးချမ်းမလို့လို့နဲ့ဒီလိုပြဿနာတွေရှိနေတာပါလားလို့သူကတွေးလိုက်မိတယ်။ဒီနေရာမှာအပြင်သွားစဉ်အိမ်ပေါက်ခံရမှုများမကြာခဏဖြစ်ပွားနေသည်ဆိုတာကိုစာရေးသူကအာကိစုဟီဂိုင်ဟင်ပတ်ချူလို့သုံးသွားပါတယ်။စုဆိုတာကနှစ်တိုက်လို့အဓိပ္ပာယ်ရပါတယ်။အာကိစုကိုတိုက်ရိုက်ဘာသာပြန်ရရင်တော့လွတ်နေတဲ့အတိုက်ပေါ့ဗျာ။အဲ့ဒါကိုလူနေအိမ်နဲ့ခိုင်းနှိုင်းပြီးတော့အာကိစုကိုလူမရှိတဲ့အိမ်လို့သုံးပါတယ်။ခိဂိုင်ကတော့ထိခိုက်မှုဖြစ်ပြီးတော့ဟင်ပတ်စ်ကတော့မကြာခဏဖြစ်ပွားသည်ဆိုတဲ့အဓိပ္ပာယ်ပါ။ယာနိုမိသားစုရဲ့နေအိမ်ကလမ်းတောင်ကျိုးတစ်ခုမှာတည်ရှိပြီးဘာမှမထူးကြတဲ့တာမန်လူလက်တန်းစားအိမ်လေးတစ်လုံးလို့ထင်ရပါတယ်။အိမ်တကားဝမှာခလေးစီးစပိန်တစည်းရပ်ထားတယ်။ဖုန်နေတောင်တက်နေတော့အိမ်ကကလေးကအပြင်ထွက်ပြီးကစားဖို့အချိန်မရလောက်အောင်စာမွေးအတွက်အသေးအံစာလုပ်နေရတာလားမသိဘူးဆိုပြီးတော့သူကတွေးမိသွားတယ်။အိမ်ရှိလမ်းပေါ်မှာအမိုက်တချို့ပြန့်ကျဲနေပြီးတော့ဘေးနားကအမိုက်ပြစ်တဲ့နေရာမှာလည်းအမိုက်အိတ်တစ်ခုကအပေါက်ပေါက်နေတယ်။ကြီးကန်းနေထိုးသွားတာတင်ပါရဲ့။အိမ်ကအတော်လေးတိတ်ဆိတ်နေတယ်။သူကအိမ်ရဲ့ဘေးကိုပတ်ကြည့်တော့အိမ်ရဲ့နောက်ဖွေးတကားပေါက်ကနည်းနည်းလေးဟနေတာကိုတွေ့ပြီးတော့နမောနမဲနိုင်ကြတဲ့မိသားစုပါလားဆိုပြီးတော့တွေးမိသွားတယ်။ဒီနေရာမှာအိမ်ရဲ့နောက်ဖွေးပေါက်ကိုခတ်တေးကူချီလို့သုံးပါတယ်။ခတ်တေးဆိုတဲ့စကားကတစ်ဖက်သက်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပေမဲ့တခါတလေမိဖို့ကြောင့်ကိုအိုခတ်တေးလို့ခေါ်လေးရှိပါတယ်။ဒါကြောင့်ခတ်တေးကူချီရဲ့မူရင်းအဓိပ္ပာယ်ကမိဖို့ကြောင့်ကိုအဝင်အထွက်လုပ်လို့ရတဲ့အပေါက်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒီအချိန်အိမ်ထဲမှာမျိုးသမီးတစ်ယောက်ရဲ့ဆူဆူရှာရှာအော်တန်တစ်ခုကိုကြားလိုက်ရတယ်။ကျောင်းသားနဲ့မိဘဆိုတာအမြဲတမ်းသားသမီးကိုမစော့နဲ့စာလုပ်ဟိုဟာမလုပ်နဲ့ဒီဟာလုပ်ဆိုပြီးအမြဲအော်ဟစ်ပြောဆိုရတာနဲ့မကင်းဘူးလို့သူကတွေးလိုက်မိပါသေးတယ်။သူကအိမ်ရှိကိုပြန်ထွက်လာခဲ့ပြီးလူခေါ်ဘဲကိုနှိပ်လိုက်တယ်။10 မိနစ်လောက်ကြာတဲ့ဒီဘာမှမထူးကြတော့နောက်တစ်ခါထပ်နှိပ်တယ်။ဒီတစ်ခါလဲအိမ်ထဲကဘာတမ်းမှထွက်မလာပဲတိတ်ဆိတ်ဆဲပါပဲ။ဒါနဲ့ခါတာဂီတီကစိတ်ထဲမှာဒေါသထွက်စားပြုတ်လာတယ်။ချိန်ထားတာက9 နာရီအခုလည်းအချိန်ကမစောတော့ဘူး။ခုနကလည်းအိမ်ထဲကအတန်ကြားပါလျက်နဲ့ဘာမှ reply မလာဘူး။အိမ်ထဲမှာတယောက်ယောက်ရှိနေတာကျိန်းသေးတယ်။စီမဆန်လို့အော်ခေါ်ကြည့်ပေမဲ့ဘာမှမထူးကြဘူး။ဒါနဲ့ဘဲလ်များပြက်နေတာလားမသိဘူးဆိုပြီးတော့
အိမ်ဖုန်းကိုဖုန်းခေါ်ကြည့်မယ်ဆိုပြီးသူ့ရဲ့ smartphone ကိုအထုတ်မှာအိမ်ထဲကနေဘယ်သူများပါလဲရှင်ဆိုပြီးတော့အသံပြုလာပါတယ်။သူကလည်းကြပြားဖုန်းကိုပြန်သိမ်းလိုက်ပြီးတော့ at home private teacher ဝန်ဆောင်မှုကခတာဂီတွေပါဒီညနေ9 နာရီတွေ့ဖို့ချိန်ထားလို့ရောက်လာတာပါခင်ဗျာလို့ဖြေလိုက်ပါတယ်။အရင်အားနာလိုက်တာရှင်။ဒါနဲ့ခတာဂီစင်းဆေးကဒီနေ့ပထမဆုံးလာတာလားလို့တစ်ဖက်ကပြန်မေးတယ်။ဒီလိုကြားလိုက်ရတော့ခတာဂီကကြောင်သွားတယ်။သူတို့ပဲဒီနေ့ပထမဆုံးတွေ့ဖို့ဖုန်းဆက်ခေါ်ထားတာမဟုတ်လား။ဘာတွေလာပြောနေတာလဲလို့စိတ်ထဲမှာဘဝင်မကျဖြစ်သွားတယ်။ဒါပေမဲ့သူကရင်ရင်ကြေးကြေးနဲ့ပဲဟုတ်ကဲ့ပထမဆုံးပါအဲ့ဒါတည်းပထမဆုံးအနေနဲ့ guide အပ်ဖို့ကတကယ်လုံမလို့ဆိုတာကိုအတူဝိုင်းစဉ်းစားပြီးတော့အကြံဉာဏ်ပေးဖို့လာခဲ့ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြန်ဖြေလိုက်တယ်တစ်ဖက်ကလည်းမှတ်မိပြီစိတ်မရှိပါနဲ့ခုတလောအခြားအိမ်အရောက်တင် guide service ပေးတဲ့ company 2 ခု 3 ခုကိုဆက်သွယ်ထားလို့ရောနေတာအိမ်နဲ့နည်းနည်းလေးရှင်းကျင်လို့10 မိနစ်လောက်အချိန်ပေးပါလို့ပြန်ပြောလာတယ်အော်ဟုတ်ကဲ့ရပါတယ်လို့ခါတာဂီတွေကအင်တင်နဲ့ပြန်ဖြေတယ်ဘယ်ကုမ္ပဏီကိုဘယ်နေ့ခေါ်ထားလဲမမှတ်မိရလောက်အောင်ဒီအမေကနမောနမဲနိုင်လုံးတာမဟုတ်ဘူးလားလို့မကြေမနက်တွေးနေမိတယ်ဒါပေမဲ့လည်းသူနဲ့ပြန်ရမယ့်ကုမ္ပဏီတွေရှိနေတာကိုသိလိုက်ရတာမို့လို့ဒီနေ့စကားပြောပြတာနဲ့အဲ့ဒီနေရာမှာချက်ချင်းဆုံးဖြတ်ချက်ချခိုင်းမှုကအရေးကြီးဆုံးအချက်ပဲလို့သူကတွေးမိပြီးစိတ်လှုပ်ရှားသွားတယ်ဒီနေရာမှာအဓိကတော့ချက်အရေးကြီးဆုံးအချက်လို့ပြောကျင်တဲ့အခါစကားလှလှလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ chemo ဆိုတဲ့စကားလုံးမှာခါတာခဏနဲ့ရေးတာများပြီးတော့ခန်းကြီးကတော့ကျွန်တော်တို့ကိုအင်္ဂါအသေးလို့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေး chemo ဖြစ်ပါတယ်မိနစ်20လောက်စောင့်အပြီးမှာတော့တကားကပွင့်သွားတယ်။စောင့်ခံရတာအားနာလိုက်တာဆိုပြီးတော့အိမ်ထဲကထွက်လာတဲ့သူကအသက်40ဝန်းကျင်မျိုးသမီးတယောက်မပိန်လုံးမဝလုံးမပူလုံးမရှည်လုံးအလောတော်ကိုအနေထားဆွေတာနဲ့ဂျင်းမောင်းမီဝတ်ထားတယ်။အပေါ်က apron လဲထပ်ပြီးတော့ဝတ်ထားတယ်။ပကံစင်းနေရင်ထွက်လာတာလားလို့ထင်မိရလောက်အောင်ရာဘာလက်အိတ်ကြီးကိုလည်းဆွတ်ထားသေးတယ်။သူ့ရဲ့အနောက်မှာတော့အသားနေလောင်ထားလို့ညိုနေတဲ့ဘောင်းမီတိုနဲ့ကောင်လေးတယောက်ကချောင်းကြည့်နေတယ်။သပင်တူတူညှက်ထားတဲ့ကလေးရဲ့သပင်တွေကလည်းဆိုတူတူဖြစ်နေတာမို့လို့ရေချိုးပြီးထွက်လာတာနဲ့တူပါရဲ့။ပြီးတော့ကလေးကိုကြည့်ရတာစာမွေးဖြေရမယ့်ကျောင်းသားတယောက်ပုံစံနဲ့လည်းမတူဘူးဆိုပြီးတော့ခါတာကီတွေကမှတ်ချက်ပြုလိုက်မိတယ်။ဒီလိုနဲ့သူကအိမ်ထဲဝင်ဖို့ခြေလှမ်းလိုက်တယ်။အိမ်ထဲရောက်တဲ့အချိန်မှာတော့ဘလို့အဖြစ်ပြက်တင်နေကြုံရမလဲ။သူ့ကိုတကားဖွင့်ပေးဖို့ဘာလို့ကြာနေတာလဲဆိုတာကိုနောက်ပိုင်းတွေမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်